ဒေါသရဲ့စန့်ကျင်ဘက်ကမေတ္တာဒေါသရဲ့စန့်ကျင်ဘက်ကမေတ္တာဒေါသကမီးနဲ့တူတယ်မေတ္တာကရေနဲ့တူအဲ့ဒီနှစ်ခုကတစ်ခုကများရင်တစ်ခုကပါတစ်ခုကများရင်တစ်ခုကနည်းသွားရေများရင်ရေကနိုင်တယ်မီးများရင်မီးကနိုင်တယ်ဒေါသဆိုတဲ့မီးကများရင်ရေမတိုးတော့ရောက်တော့ကိုယ့်ကိုပြန်ဆင်ခြင်ရမှာငါခဏခဏစိတ်ဆိုးနေသလားငါခဏခဏမကြည်မနှက်ဖြစ်နေသလားငါခဏခဏအလိုမကျဖြစ်နေသလားမကြည်နှက်တာတို့စိတ်ဆိုးတာတို့ခဏခဏအလိုမကျဖြစ်တာတခနဲ့ဆိုစိတ်ကဆက်ခနဲ့ဖြစ်ပြီးတော့ဒေါသထွက်သွားရင်အဲ့ဒါဒေါသအားကြီးလာတယ်လို့ခေါ်ကိုယ်တန်တာကိုယ်စိတ်မှာဒေါသအားကြီးတဲ့လူကအလွယ်တကူစိတ်ဆိုးစိတ်တူတွေဖြစ်တယ်ဒေါသအားကြီးရင်ဘာရော့တာမေတ္တာရော့မေတ္တာရော့လို့ဒေါသကကြီးတာသူအတူမနေဘူးတစ်ခုကများရင်တစ်ခုကနည်းသွားလို့ဖြစ်အဲ့တော့ဘာဖြစ်လဲအဲ့တော့ကိုယ်တန်တန်မှာဒေါသတွေအားများ